สวัสดีครับเพื่อนๆวันนี้ผมจะมาทำคลิปนะครับทดสอบสังคมนะครับว่าถ้ามีคนเนี่ยนะครับทำตังกับพระนะครับแล้วมาลืมไว้ที่ตู้เนี่ยโดยที่ไม่มีคนอยู่เนี่ยแล้วคนเดินผ่านไปมาเนี่ยเขาจะเก็บไหมนะครับเดี๋ยวผมจะวางไว้ตรงนี้นะครับရင်ကငါကိုငါဒီဇလန်ရဲ့မင်းသားချင်ဘူးတဲ့မင်းပေးတဲ့အယူအရာနဲ့မင်းစကားတွေယူခဲ့တစ်ချက်တစ်ခုကိုတစ်ဖက်စီတက်ရင်တစ်ချင်းသားဆင်ဘူးတဲ့ငါတို့နှစ်ယောက်ရဲ့နာကအရှင်းသားမြင်ဘူးတဲ့မစင်းစားချင်ဘူးတကယ်ငါပြင်နောက်တစ်ယောက်သူပြန်ထားမယ်နေเจ้าနေကြားရလို့ငါရဲ့နားတဲ့ဘလူးပြန်သွားတယ် Facebook ကောက်ဖွင့်တယ်တလောကလုံးနဲ့ကြူရလာပဲတက်ရောက်မှုတိုင်းမှာသာတံပြန်တက်ရောက်မယ်ဆိုယူချက်မားတယ်တွေ့ပြီးတော့မိုးတွေကြနောက်ဆုံးကြမှာစောင်းဝင်တယ်လို့တစ်နေ့မှာ3ယောက်လောက်နေဆုံးနေကပြောင်းချင်လို့ငါမOh, no, 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 no. Oh, no, 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 no. เฮ้ยนั่นทำอะไรวะน่ะเฮ้ย